Young Lisbon YouTube channel ကိုကြည့်ရှုအားပေးနေကြတဲ့အားကစားဝါသနာကျွန်တော်9ရက်နေ့မှာတော့ AY Training Chicken 20အခုတိုင်းတစ်ပြည့် Valley Home အခုတိုင်းနှစ်ပြည့် Putri Vina နဲ့20နှစ်မျိုးမြင့်မြတ်ငိန်ပေါင်းလာခဲ့ပြီးတော့အသင်းကောင်းဆောင်ဖြစ်ကတော့ကျွန်တော်10ခင်မာလာထွန်းဟာအသင်းကိုဦးဆောင်သွားမှလည်းဖြစ်ပါတယ်အခြားသောသားမတွေနေဖြစ်ကတော့အောင်ပွဲခံနိုင်မှာဖြစ်ပြီးဒီမှာအသင်းကတော့ထိုင်းသေးကိုနိုင်ရဖို့လိုဖြစ်ပါတယ်ခြားတော့ကသမားတွေဖြစ်ကတော့ကျွန်တော်တို့19 Pitch My Sunshine အသင်းကောင်းဆောင်ကျွန်တော်တို့4ပနစ်တာကျွန်တော်တို့9ပင်နာဖက်ကီလိုမီ40တင်တို့ရဲ့ပွဲစဉ်ကိုပြည်သူတွေကြည့်ခံစားမှာလည်းဖြစ်ပါလက်ရှိမြင်တွေ့နေရတော့ထိုင်းသေးရဲ့ဒီပြထိုင်းသေးရဲ့စာပေးမှုနဲ့ဒီလေပွဲစဉ်ကတော့စတင်ရှင်းမယ်ကစားပြီးလည်းဖြစ်ပါတယ်ထိုင်းနာမရှိတဲ့မှာပြန်တွဲရတယ်နာဒမောင်ထိုးပေးလိုက်ပြီးပထရာရန်နဲ့အရာလည်းကနေပေးရတယ်ဝယ်စားနေစတော့နေတူဒီတောင်ရဲ့ထိုင်းတဲ့လေပွဲမှာမာတူပြန်ရလာပြီခင်ဗျာတော်လေးကောင်းမနဲ့စမ်းတော်ကြီးပြသနိုင်ခဲ့တဲ့စမ်းတော်ရဲ့အရာတဲ့ပေးမှုတည်းဖြစ်ပါတယ်ရရှိခဲ့တဲ့တော်တွင်းကိုတော့ပြန်ဖက်ကဖန်တီးပေးရလည်းဖြစ်ပါတယ်အတင်းကတော့ခင်ပါလာတော့လောက်ပြတဲ့ပေးရတဲ့စမ်းတော်ပဲနောက်ထပ်ဝေးလည်းပြောမချပေးရတယ်ထိုင်းတယ်မယ်ဒီရန်ရာအမရှိတဲ့မှာပြတွဲထိုင်းတယ်မယ်လက်ကန်နေကျွန်ယူရဦးရှိမတိပေးလာပြီခင်မာလာတော့ခင်စကနေတိုက်စကိုတိုက်ရိုက်ကူးပြောင်းခဲ့တာဖြစ်ပြီးဇူယူရဦးရပြန်လာထိုင်းတယ်မယ်နာမရှိတဲ့မှာပြတွဲရတယ်ဝေးကနေလက်ကန်နေဖြစ်ပါတယ်ဒီနေ့ပွဲမှာထိုင်းတင်ဒုတိယအကြိမ်မြောက်ကန်ခွင့်ရတဲ့တောက်ကမော်အခွင့်အရေးဖြစ်ပါတယ်နက်တလီတောက်ကမော်ကနေပေးလာပြီဖြူဖေးခေါင်းကလည်းဖြစ်ပါတယ်ထိုင်းတင်ပြန်ထားသေးတယ်ထိုင်းတင်ချင်းကြည့်နေလက်ကန်ပြီအမော်လုံးပုံစံတရက်နဲ့ပြန်လဲဟန်ထားကြရလည်းဖြစ်ပါတယ်တောက်ကမော်ဒီစီပြန်ကြတယ်ဘောလုံးအလိုက်တင်ပြန်တယ်ပြီပေါင်းမနဲ့ကန်ချက်တစ်ခုနဲ့အတူဆုံးသက်ဖို့မာသိမယ်ပြန်မော်ကနေပေးရတယ်အေးကြတယ်ပြည်မော်ဒီစင်ရရှိလာတဲ့ဘောလုံးကိုမေထက်လူအောင်ရှိမေတက်မှုမြင်အေးရပေးရပြီစမ်းတော့ကောင်းတိုက်တယ်ထိုင်းတယ်မယ်အေးရလည်းကနေပေးလာပြီစွန်ဒီဆာဝတော့ကမကနေပေးလာပြီအဲ့ဒါပချပေးတာထိုင်းတယ်လက်ကဲပြီဒါကမွာဒီစင်ကောင်းတယ်ပြန်ချပေးရတဲ့ဘောလုံးကိုပစ်မိုင်ဆွန်ဆိုင်အင်ဒရီယာတိုင်းပဲနောက်ပြန်ကဲတဲ့ဆုံးသက်ဖို့ကြိုးစားကြတာဖြစ်ပြီးသူရဲ့ကန်ချက်ကိုတော့ဒီမှာဒီရဲ့ကုမမင်းမမြညင်းဒီကြီးထားပြီးတော့ပြန်လဲမာတီပြန်ရလာတယ်မာလာထုံးနောက်တဲ့အေးရမာတီပေးရပြီကောက်တိုက်တယ်စံတော့ဒီမာလာထုံးဖြူဝေးမင်းအကန်နေအမေသူကန်ချက်ကတော့ဘိုးဘထဲမှာကြော့တက်သွားခဲ့လို့မာတီဆောင်ရမယ်အခွင့်အရေးကတော့လွှဲချော်နေရတယ်ဖြစ်ပါတယ်စံတော်အောင်လည်းပြချပေးရတယ်ဒီမှာအသိမယ်တက်ပြတယ်ခင်ဗျာပထရာနဲ့ဒီမှာအသိမယ်မထက်လူဒီမှာတွဲရတယ်စံတော်ဘာလို့မကြည့်ရမများစံတော်ဆိုကနေပေးရပြန်ပြီဒါမဲ့ဒီမှာဒီရဲ့ပထမပိုင်းပြီးဆုံးဖို့ဒီနေ့အလုံးမှာရရှိခဲ့တဲ့အခွင့်အရေးဖြစ်ပါတယ်ဆိုဒီစာကိုဆိုကနေပေးလာပြီဘိုင်နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာရရှိခဲ့တဲ့ထိုင်တဲ့ရခွင့်တရားဖြစ်ပါတယ်ဖြူဝင်းဆိုခံပေးလာပြီမထက်မချောက်ပြင်းနေပြီဒါပေမဲ့နိုင်တယ်လက်ကန်နေမာတီကရဖြစ်ပါတယ်လေညာချင်းနဲ့ဆုံးသက်ကန်ကြတော့အတော်လေးများနေခဲ့ပြီးတော့ဘလုံးပေါ်နေနေတာဆုံးသက်သွားခဲ့ရပဲဖြစ်ပါတယ်မထောင်နဲ့တွဲရတယ်ဘာခိုင်းမဲညာတော့မှာပဲလူချူပဲဘာခိုင်းလေရတော့ပေးရပြီကောက်တိုက်တယ်မာတီဦးဆောင်လို့ရရှိသွားတယ်ဖြစ်ပါတယ်နောက်ပိုင်းမှာခဲတဲ့လာရောက်အားပေးနေတဲ့ပရိသတ်တွေရဲ့ပျော်ရွှင်မှုပုံရိပ်တွေတော့စိတ်တို့တွေမြင်တွေ့နေရတဲ့ဖြစ်ပါတယ်
ဒီပြန်ပွဲမှာမြန်မာအသင်းရဲ့တိုက်စစ်ကိုဦးဆောင်လာတဲ့မင်းထက်သူဒီနေ့ပွဲမှာတော့မြန်မာအသင်းပရိသတ်တွေမျှော်လင့်နေတဲ့ဦးဆောင်မှုတကူတော့ကောင်းတိုက်ပြီးတင်းယူပေးနိုင်လိုက်ပြီလည်းဖြစ်ပါတယ်အချက်ကြီးအပေးယူနေတဲ့စီ တော့ပြင်ဆင်နေရလည်းဖြစ်ပါတယ်ပြန်တော့ဖက်အရှုံးကနေပေးထားတယ်ဖြူဖွေးဘလုံးထိုင်းတီးပြန်ရရချက်ကျွေးတာတယောက်ကြော်လာထိုင်းတီးမယ်ကဲပြီဂိုးပြီဗျာမြန်မာအသင်းရဲ့တွင်းကိုတော့ချက်ချင်းဆိုလိုပဲထိုင်းတီးရဲ့လူသွားလူသားမှာထရိုရက်ပြန်ပြီးတော့ခြေပါသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်မာဒီရဲ့ခံစီရှင်တော်ဘုံမတိတက်မှုကနေပြန်ရလာတဲ့ခွင့်ရေးကိုတော့ထိုင်တဲ့လူဆောင်အသားမှာထရိုရက်ကသူညာချီနဲ့ကန်သွေးရမှာမာဒီရဲ့ခံစားမနဲ့ထိပြီးဘောလုံးလမ်းကြောင်းပြောင်းတော့ နေမနဲ့ပြန်တွဲရတယ်ဝင်းပဲပြန်မရှိတဲ့ဖြူဝင်းရဲ့ဒုတိယအားများနေခဲ့ပြီးဂိုးလုံးပေါင်းနေတာချိန်နှက်ခဲ့ရလည်းဖြစ်ပါတယ်ဒီစာဝတော့ကမကနေပေးရတယ်တော့ကမော်စင်ပြန်ကြရတယ်ဘောလုံးခွာခိုင်းမယ်အေးရတယ်မှာမရှိတော့တက်တွဲရတယ်တော့တက်ဝေးဒီပါခိုင်မယ်အေးရအောင်နောက်ကျပေးရပြီမာတင်မဲ့တက်ကန်တယ်ဒီကနေတိုက်စစ်တီလိုက်ပါလာပြီးတော့ဝီကန်ချက်တစ်ခုနဲ့အဆုံးသတ်ဖို့ကြိုးစားခဲ့မယ်သူရဲ့ကန်ချက်ဘူပါနဲ့အပေါ်ကနေပြီးတော့အနေငယ်လေးကတဲ့ဒီချိန်မှာတော့ထိုင်းနေမယ်ပြန်ရလာပြီကြောက်ကြော်ရတယ်အကန်နေဘူပေါင်းနေတော့လွယ်သွားပြန်ရဖက်လက်ပြမြတ်ချက်ပေးရပြီထိုင်းနေမယ်ဒီအပေါ်နဲ့ကန်နေချီချီနေတဲ့စမိုးပြေနောက်ကိုပြပေးတာယူပါခိုင်ဖေချီနဲ့တွင်းကိုရဖို့အတွက်ကြိုးပမ်းခဲ့ရလဲဖြစ်ပါတယ်ဒီချိန်ယူပါခိုင်ရဲ့ကန်ချက်ကိုတော့ထိုင်တင်ရဲ့ကိုသမားစော်ချွန်းပြန်ပြီးတော့ဖိုင်ခွန်ချီရနေမနဲ့ပြန်တွဲရထိုင်းနေမယ်လာပါကြော်ဖက်လာပြီဆိုတက်ထည့်ပေးတော့ပြန်ပြီထိုင်းနေမယ်ကချနာတဲ့ကချနီထိုင်းတင်ရဲ့ဒီချိန်တက်ဆင်မှုကဂုံးလုံးပေါ်နေတာချိန်နဲ့ခဲ့ရလဲဖြစ်ပါတယ်ဘုဒ္ဓနာရေးကျွန်တော်ဒီမိုဘီဆက်ခေါက်တယ်ဒီမိုဘီထက်ခေါက်ပြန်ပြီဒီမိုဘီပြန်ထားသေးတယ်လက်ကန်နေအမေဒီမိုဘီပြန်ထားတယ်လေဖြစ်ပါတယ်ဒီမိုဘီစပက်ချိုပေးလာပြီဒီမှာတော့တော့ကန်ဝဲရမှာလေဖြစ်ပါတယ်မာဒီရဲ့ဒီတိုက်စစ်တွေကိုစရိုက်ဆိုလို့ရှင်းထုတ်နေခဲ့တဲ့အိုင်ဒီယာကန်စီကပစ်စမိုင်းဒီချိန်ဒီမိုဘီရဲ့ကန်ချက်ကိုလည်းတားဆီးထားခဲ့ရပြီဖြစ်ပါတယ်စင်မိုးပြေချုပ်ခင်းတာအပြတ်ယူပါခိုင်လွတ်သွားတယ်ယူပါခိုင်ရလာပြီယူပါခိုင်နေတဲ့ယူပါခိုင်အပိုင်းခွင့်ရတစ်ခုကိုသူ့ရဲ့အဆုံးသတ်ခဲ့ချက်ကတော့အသင်းဝင်ကောင်းလောက်အောင်ကိုပေါင်းနဲ့လွယ်သွားခဲ့ရလဲဖြစ်ပါတယ်စင်မိုးပြေရဲ့ခင်းမိလိုက်တဲ့ဘောလုံးလမ်းကြောင်းကယူပါခိုင်တို့ကတကယ်ကိုကောင်းမွန်လို့ထက်ကိုပို့ခဲ့ပြီးတော့ယူပါခိုင်ကံဖို့နေရာကိုအချိန်အောင်ရခဲ့ရတာနဲ့အဆုံးသတ်ကန်ခဲ့ရမှာယူပါခိုင်ဒီခွင့်ရတော့ဂျီရာပုံထိုင်းမှာပြန်ထားသေးတယ်ဒါပေမဲ့မာတီရဲ့ခံစစ်ကဒီမှာပြန်ထားသေးတယ်ဂျီရာပုံမချင်းနေကြည့်နေဂျီရာပုံထက်ကပြန်ပြီဂျီရာပုံရဲ့2မိနစ်တွင်2ချိန်ကန်ချက်က2ချိန်စလုံးတိုက်ထိခဲ့ရလေဖြစ်ပါတယ်မြင်တွေ့ရတိုင်းပိုင်းလုံးကန်ချက်နဲ့အဆုံးသတ်မှာလေသူရဲ့ကန်ချက်ကဂိုးပါတော့ထပ်မံထိမှန်ခဲ့ရလေဖြစ်ပါတယ်ထိုင်းနယ်ဘက်ကလည်းဒီပွဲစဉ်ကိုပြန်လဲဥဆောင်သွားတယ်လို့ဒီကောင်းမွန်တဲ့ဆိုအခုရေးလို့တော့ဆိုရမယ်ညောင်းဒီမှာခရီးပေးလိုက်ပြီရတော့ကြာလာတယ်မာဒီမယာဒီအမြဖြူခွေးပဲကန်ပြီထိုင်ဒီရဲ့ကင်မရာရရှိနေရလဲဖြစ်ပါတယ်မာဒီရဲ့ခန်းစကဖြူခွေးတက်စီလိုက်ပါပြီးတော့အမန်ဒီရဲ့သားမကိုအကောင်းဆုံးခုကဘောလုံးပြန်ယူပြီးတွင်းကိုရဖို့တော့ကန်သွင်းခဲ့ပြီမယ်လေကိုမစော်ချွန်းကာဝယ်ထားနိုင်ခဲ့ပြီးပြန်ချလာတဲ့ဘောလုံးကိုလည်းမာဒီရဲ့တက်စီကထပ်ပြီးတွင်းကိုရဖို့တော့ကြိုးစားခဲ့ပြီမယ်လေထိုင်ဒီရဲ့ခန်းစကပြန်ပြီးရှင်းလို့သွားနိုင်ခဲ့ရလဲဖြစ်ပါတယ်ဖြူခွေးရဲ့တက်စီလိုက်ပါပြီးကြိုးစားမှုကယူတိုင်းကနေပေးထားတယ်ဒီပြေထွက်သွားရင်ဝင်းရနေတဲ့ဝင်းပဲပြန်ချိုးလာတယ်နေလေဦးတပိတ်ရောစင်မိုးချိုးရခဲ့ပြီမလဲစင်မိုးပြေရဲ့အနီကပိတ်သွင်းချက်ကိုတော့ကိုသမားစော်ချွန်းကောင်းမွန်သောပုံစံအတီးရင်သောပုံစံတစ်ခုနဲ့ပြန်ပြီးတော့ဖိုင်ယူသွားနိုင်ခဲ့ရလဲဖြစ်ပါတယ်ဒီမှာတင်ပေါ်ပြီးဆုံးမှုနီးကလာဒီမှာတင်ကိုရဖို့တော့ခွင့်ရတော့စတိုင်ကြခဲ့ပြီမလဲ
ခွင့်ရတွေကိုတော့အသုံးချနိုင်ခဲ့ကျွန်တော်မရှိရလဲဖြစ်ပါတယ်